ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ရွှေနဲ့လာ online show ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုပြထားတာကတော့ကျွန်တော်ရွှေနဲ့လာမှာအသစ်ရောက်ရှိလာတာကတော့ဒါ CB ကန်လေးရွှေရောင်လေးတွေနဲ့ငွေရောင်လေးတွေဖြစ်ပါတယ်ခင်ဗျာဒီ CB ကန်လေးရွှေရောင်လေးတွေငွေရောင်လေးတွေကဘယ်လိုအသုံးပြုရတာလဲသူ့မှာကတ်ခွာပါရလား size ကတော့ဘယ်လောက်လဲပေါ့နော်ဒီနေရာတွေမှာအသုံးပြုရလဲဆိုတဲ့ customer များအတွက်ကျွန်တော်အသေးစိတ်လေးရှင်းပြချင်ပါတယ်ခင်ဗျာဒီ CB ကန်လေးတွေကတော့ဆိုင်အားဖြင့်တော့သူကတော့အခုလိုမျိုးအကျယ်ကတော့2ပေဖြစ်ပါတယ်ခင်ဗျာအရှည်ကတော့ဒါ9ပေဖြစ်ပါတယ်ခင်ဗျာအားလုံးက size တူဖြစ်ပါတယ်ခင်ဗျာ2ပေ9ပေ size ဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီဟာလေးတွေကကတ်ခွာပါပါတယ်ခင်ဗျာကျွန်တော်တို့အိမ်မှာရှိတဲ့အုတ်နေရတွေကအစတစ်သားနေရတွေကအစဇွဲဗီယိုတွေကအစကျွေပြားတွေကအစဘတ်စုံကတ်လို့ရတယ်အသုံးပြုလို့ရတယ်ဒါလေးတွေကတော့ကတ်ခွာလေးတွေနဲ့အသုံးပြုလို့ရတဲ့ CB ကန်လေးတွေဖြစ်ပါတယ်ခင်ဗျာအားလုံးကကတ်ခွာလေးနဲ့ပါကတ်အားလေးကောင်းပါတယ်ခင်ဗျာကတ်အားအရန်ကောင်းပါတယ်ကျွန်တော်ဒီ CB ကန်လေးတွေကဘယ်နေရာမှာအသုံးပြုရတာလဲဘယ်လိုအသုံးပြုရတာလဲဆိုတဲ့ customer များကိုကျွန်တော်အသေးစိတ်လေးရှင်းပြချင်ပါတယ်ဒါလေးကကျွန်တော် CB ကန်လေးကငွေရောင်လေးဖြစ်ပါတယ်အခုလိုမျိုးဒါ CB ကန်လေးငွေရောင်လေးဆိုရင်ကျွန်တော်တို့မိဖို့ကန်တွေမှာအကတ်မယ်ဆိုရင်အရန်ကိုအဆင်ပြေပါတယ်ခင်ဗျာမိမိအိမ်မှာရှိတဲ့မိဖို့ကန်နေရန်တွေကအစဇွဲတွေကအစထိုင်ကုန်တွေကအစဗီယိုတွေကအစကြောင်အိမ်တွေကအစအခုလိုမျိုး CB ကန်လေးတွေကတ်ထားမယ်ဆိုရင်ကျွန်တော်တို့မြို့ကမှာစီရီတွေပေတဲ့ခါမျိုးမှာအလွယ်တကူတန်ရှင်းပြုလုပ်လို့ရပါတယ်။ညာစီရီတွေပေသွားတဲ့ခါမျိုးမှာကျွန်တော်တို့အောက်မှာရှိတဲ့ခုံတွေဇွဲတွေကိုအစွန်းတဲမဖြစ်တော့ပါဘူး။ညာဒီ CB ကန်လေးတွေကစီရောရေရောကိုအပေခံနိုင်ပါတယ်။အောက်ကိုလုံးဝစိတ်မသွားပါဘူး။ဆိုတော့ကျွန်တော်တို့စီရီတွေပေတဲ့ခါမျိုးမှာအလွယ်တကူနဲ့ပဲဒါလေးတွေကတန်ရှင်းလုပ်လို့ရတယ်။အရန်ကိုအဆင်ပြေတယ်ကျွန်တော်တို့ဗီဒီယိုထဲမှာဖြစ်ဖြစ်ကြောင်ရင်ထဲမှာပဲဖြစ်ဖြစ်ကျွန်တော်မိဖို့ကန်နေရန်နေမှာပဲဖြစ်ဖြစ်အခုလိုမျိုး CB ကန်လေးတွေကတ်ထားမယ်ဆိုရင်ကျွန်တော်မိဖို့ကန်မှာရှိတဲ့ CB ကြီးတွေအညစ်အကြေးတွေအားလုံးကိုကျွန်တော်အလွယ်တကူနဲ့ပဲဒါလေးကတန်ရှင်းလုပ်လို့ရတဲ့ပစ္စည်းလေးဖြစ်ပါတယ်ခင်ဗျာနောက်ပြီးတော့ကျွန်တော်တို့အခုလိုမျိုးဒါ CB ကန်လေးရွှေရောင်လေးဆိုရင်တော့ကျွန်တော်တို့အိမ်မှာရှိတဲ့ဖျားကန်းကိုအခုလိုမျိုး CB ကန်လေးရွှေရောင်လေးနဲ့အခန်းအလှဆင်ထားမယ်ဆိုရင်တက်ရက်လေးနဲ့တောက်ပြောင်ပြောင်လေးနဲ့အရန်ကိုထဲဝါနေမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဖျားစင်တွေမှာလည်းအခုလိုမျိုး CB ကန်လေးရွှေရောင်လေးတွေကိုကတ်လို့ရပါတယ်ကျွန်တော်ဒီ CB ကန်လေးရွှေရောင်လေးတွေငွေရောင်လေးတွေကကျွန်တော်အိမ်ကအလားစင်တဲ့နေရာမှာလည်းကတ်လို့ရတယ်ကျွန်တော်တို့အိမ်မှာရှိတဲ့နေရန်တွေမှာလည်းကတ်လို့ရတယ်ကျွန်တော်တို့ပြီးတော့ထိုင်ကုန်တွေဇပွဲတွေထမင်းစားဇပွဲတွေကအစဗီယိုတွေကအစပေါ့နော်တက်ရက်လေးနဲ့တက်ရှင်းရှင်းလေးနဲ့အသုံးပြုလို့ရတယ်ဒါလေးက CB ကန်လေးတွေဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရေချိုးကန်းတွေမှာဆိုလဲအခုလိုမျိုးကျွေပြားအစားကတ်လို့ရတဲ့အတွက်ကျွန်တော်ရေချိုးကန်းမှာတန်ရှင်းရတာလဲအရန်ကိုလွယ်ကူသွားမှာဖြစ်ပါတယ်ခင်ဗျာတက်ရှင်းလေးနဲ့တက်ရက်နေခြင်းနဲ့ customer များအတွက်အခုလိုမျိုး CB ကန်လေးတွေရွှေရောင်လေးတွေငွေရောင်လေးတွေကျွန်တော်တို့ရွှေနဲ့လာဆိုင်မှာလိုသလောက်ဝယ်ယူအားပေးလို့ရပါပြီခင်ဗျာဝယ်ယူအားပေးကြတဲ့ customer တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်